Hello. မမစားလေးဖတ်ပြမယ်နော်မမရေတဲ့ညီမလေးကခိုးမတယောက်ကိုရှိတယ်တဲ့အကြံလေးပြလိုက်ပါတယ်မရေတဲ့အကြံလေးပြလိုက်တာတဲ့မရဲ့ဟုတ်လားမမရဲ့တက်နေတဲ့မမကတဲ့တရားအထုတ်ရမယ့်အရွယ်ရောက်ပါပြီတဲ့ဟုတ်လားဒါကြောင့်မို့နော်မမအတွက်ပေါ့နော်ဒီမှာသင်္ကန်းလေးနဲ့စုံရဲမထုတ်လိုက်ပါအောင်နော်သင်္ကန်းလေးရေဟုတ်သင်္ကန်းလေးမထုတ်လိုက်ပါတော့ပါထုတ်လိုက်ပါနော်သင်္ကန်းလေးကနှစ်စုံဒါကြတော့အမပေါ့နော်ဟိုပါပေါ့ဒီလိုက်ရှင်လို့ရှင်ခွက်လို့နေဘူးရဲပါလို့ရှင်ဖက်လေးစီးရအောင်နော်ဖက်လေးရယ်ဒါကြဝတ္ထုငွေပါဟိုပြင်ရအောင်ခွက်ကလေးရယ်ဒါလည်းယောဂီလေးပဲပေါ့နော်ယောဂီလေးဟုတ်တယ်မသိလားရော့ဒါနောက်ဆုံးလက်ဆောင်မသိလားပျော်စရာကြီးတောင်းတယ်နေရမဒါဒီမျိုးပန်းစီရလေးနောက်ဆိုရင်ဒီမျိုးတောင်းတဲ့ပန်းစီလေးကိုလုံးဝမြင်ရတော့မဟုတ်ဘူးတဲ့ဒါနောက်ဆုံးပန်းစီလေးတဲ့နောက်ဆိုလို့ရှင်မပေါ့နော်ဒီလိုက်ရှင်လို့ရှင်150ရန်100ရန်200ရန်နေပဲမမြင်ရတော့မှာပေါ့နော်အဲဒါလည်းနောက်ဆုံးလက်ဆောင်လေးလေးပေးလိုက်တာပါတဲ့